အားလုံးပဲမင်္ဂလာပါရှင် Snowblock ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Japanese and the Shinkansen ခန်းမှာ Dynamic ကိုပြောပြပေးသွားမှာဖြစ်ပါရရှင်始めましょうအဲ့တော့ဘာတစ်ခုက theory ဓာ theory နေပေါ့နော်အဲ့တော့သူကတဲ့အတိုင်းဆိုရဲအတိတ်ပဲပေါ့နော်အဲ့တော့一番が交番で教えてもらった通りに歩いていたので迷わず会場に着いたအဲ့တော့ဒီရဲစခန်းကတဲ့ဒီပြောပြပေးခဲ့တဲ့အတိုင်းတူနီနီတုံးထားရပါတော့ပြောပြပေးခဲ့တဲ့အတိုင်းလမ်းလျှောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့လမ်းမမှားပဲနဲ့ပွင့်ချစ်ပါရနေရာသို့ဆက်ရောက်ခဲ့ပါတယ်တဲ့ဒါတူရီနီတုံးတဲ့ပုံစံပေါ့နော်ဒီသူပြောပြတဲ့အတိုင်းရဲစခန်းပြောပြလိုက်တဲ့အတိုင်းရဲကင်းကပြောပြလိုက်တဲ့အတိုင်းလမ်းလျှောက်တယ်ပေါ့နော်လမ်းလျှောက်တဲ့အတွက်ကြောင့်မို့လို့လမ်းမမှားတော့ဘူးဆိုတာပြောပြရပါတော့2番じゃろセカの試合の結果は私たちの期待通りだったအဲ့တော့ဆက်ခါတော့ရှိရဤဆိုဘောလုံးပြိုင်ပွဲပေါ့နော်အဲ့တော့ဘောလုံးပြိုင်ပွဲရဲ့ပေါ့နော်ရှက်လက်ကကျွန်တော်တို့ညွန်လေးထားတဲ့အတိုင်းတူရီဒတ်တာဖြစ်ခဲ့ပါတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ညွန်လေးတဲ့အတိုင်းဖြစ်ခဲ့တယ်အဲ့တော့အတိုင်းဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံအဲ့တော့တူရီနေတူရီဓာတ်သုံးပါရမယ်ထင်ပါတယ်ဒုတိယတစ်ခုကကြတော့နီယော့တဲဝါပေါ့နော်သူကမတူတဲ့အချိန်တွေကိုပြောပြတဲ့အချိန်မှာဆိုရင်သုံးတယ်ဥပမာအဖြစ်ဆိုရင်ခုနီနီယော့တဲရှူခန်ကချီကာဦးခုနီနီယော့တဲဆိုတာနိုင်ငံအပေါ်လိုက်ပြီးတော့နိုင်ငံအပေါ်မှာမူတည်ပြီးတော့ဒီရှူခန်ဆိုတာယဉ်ကျေးမှုဒလိထုံးတန်တွေကချီကာဦးဆိုတာကွဲပြားတယ်ပေါ့နော်အဲ့တော့နိုင်ငံပေါ်မှာလိုက်ပြီးတော့ယဉ်ကျေးမှုတွေကကွဲပြားတယ်ဒုတိယတစ်ခုက私の帰宅時間は毎日違う日によっては夜中になることもあるအဲ့တော့ကျွန်တော်ရဲ့ဒီအိပ်ပြန်ခြေကအဲ့ဒီနေ့တိုင်းပေါ့နော်နေ့ပေါ်မှာလိုက်ပြီးတော့မတူဘူးဆိုတာပြောချင်တာနေ့တိုင်းမတူပါဘူးဟီနီယော့တဲဝါဆိုတာနေ့အပေါ်လိုက်ပြီးတော့ဒီညတက်ကောင်မှာပြန်တဲ့အချိန်တွေလည်းရှိရဲဆိုတာကိုပြောပြထားရပေါ့နော်အဲ့တော့ယောနာခါနီနာရုခုတုံမိုအာရုဆိုတာဒီညတက်ကောင်ဖြစ်သွားတဲ့အချိန်တွေရှိတယ်ဆိုတာအိပ်ပြန်ခြင်းကိုပြောတာအဲ့တော့နေ့အပေါ်မှာလိုက်ပြီးတော့အဲ့လိုမျိုးမတူဘူးဆိုတာပြောပြရပေါ့နော်အဲ့တော့နီယော့တဲကဒီအခန်းမှာတော့ပေါ့နော်ဒီအခန်းမှာတော့မတူတဲ့အချိန်တွေကိုပြောပြပေးတဲ့အချိန်တွေမှာဆိုရင်သုံးတယ်ဒီနောက်အခန်းတွေမှာနောက်တစ်မျိုးပုံစံတွေရှိသေးရပေါ့နော်โอเคနောက်တစ်မျိုးကတာဘီနီပေါ့နော်တာဘီနီဆိုတာကြတော့တဲ့အချိန်တိုင်းပေါ့နော်အဲ့တော့ဥပမာအဖြစ်ဆိုရင်この地方は台風が来るたびに大水の害が起こるဒီဒေတာကတဲ့ဒီတိုင်ဖူမှုန်တိုင်းပေါ့နော်မှုန်တိုင်းဖြစ်တဲ့အချိန်တိုင်းရေကြီးမှုကြောင့်တဲ့ဒီပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားတတ်တယ်ပေါ့နော်အဲ့တော့ဒီမှုန်တိုင်းဖြစ်တိုင်းကိုအဲ့လိုမျိုးဖြစ်တာကွာဒီဒေတာမှာအဲ့လိုဖြစ်တိုင်းနောက်တစ်မျိုးကကြတော့このチームは試合のたびに強くなっていくအဲ့တော့ဒီအသင်းကပြိုင်ပွဲတိုင်းမှာစီယခုနတ်တဲ့ခုစအားကောင်းလာတယ်ပေါ့နော်ပြိုင်ပွဲတိုင်းအဲ့တော့သူကကြတော့တာဘီနီဆိုတာကြတော့အချိန်တိုင်းကိုပြောချင်တာပေါ့နော်โอเคနောက်တစ်မျိုးကဘာဟိုဒိုနာရာဟိုဒိုဆိုတာကြတော့ရှင်တလောက်ပေါ့နော်လှုပ်ရင်လှုပ်တလောက်ဆိုတဲ့ပုံစံမျိုးအဲ့တော့မိုနိုကဖူအဲတယ်ဘာဖူအဲရူဟိုဒိုဆယ်ရီကတိုင်ဟန်နေနာရူအဲ့တော့ပစ္စည်းတွေကတိုးလာရင်တိုးလာတလောက်ရှင်တလောက်ဘာဟိုဒိုပေါ့နော်တိုးလာရင်တိုးလာတလောက်ဒီဆယ်ရီပေါ့နော်စီရင်ရတာကပင်မလာတယ်ပေါ့နော်အဲ့တော့ပစ္စည်းတွေတိုးလာရင်တိုးလာတလောက်ဒီစီရင်ရတာပင်မလာလေးပဲဖြစ်တယ်ပေါ့နော်โอเค2番ကヤスミの日はโอเคတယ်ပါโออีဟိုတို့ဦးတဲ့ရှိအဲ့တော့ပိတ်ရက်ကပေါ့နော်ပိတ်ရက်ကများလေများရင်များတလို့ဆိုများလေပေါ့နော်ပျော်ရလေပေါ့ပိတ်ရက်တွေများလေပျော်လေပဲဆိုတဲ့ပုံစံရမယ်နော်အဲ့တော့ဘာဟိုတို့နာရဟိုတို့လှုပ်ရှင်လှုပ်တက်လောက်ဆိုတဲ့ပုံစံအဲ့တော့ဒါကဆွီဒန်နီပေါ့နော်ဆွီဒန်နီဆိုတာတက်လက်စာတယ်အဲ့တော့သူကတက်လက်စာတယ်လမ်းကြုံလှုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့一番က散歩のスウェーデンにこのハガキをポストに出してきてတဲ့အဲ့တော့ဒီလမ်းလျှောက်ရင်းနဲ့ပေါ့နော်လမ်းလျှောက်ရင်းနဲ့တက်လက်စာတယ်スウェーデンにလမ်းလျှောက်ရင်းနဲ့တက်လက်စာတဲ့ဒီ postcard လေးကိုဒီစာတိုင်းမှာပို့ပေးခဲ့ပါဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့တက်လက်စာတဲ့လမ်းကြုံလုပ်တဲ့ပုံစံနိဗ္ဗာန်လည်းတူတူပဲပေါ့နော်
အဲ့တော့ internet တို့တဲ့ဟွန်အိုချူမောရှိတာစီတဲ့နိအာတာရရှိခုတဲ့တာဒီဗီဒီယိုမို့ရှိတာပဲတာအင်တာနက်မှာစာအုပ်ကိုမှာရင်းနဲ့တလက်စတဲ့ဒီအသစ်ထွက်ထားတဲ့ DVD ကိုလည်းပဲရှာကြည့်ခဲ့တယ်ဆိုတဲ့ပုံစံအဲ့တော့တလက်စတဲ့လမ်းကြုံလုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ဒီအခန်းမှာ grammar ပုံစံပေါ့နော်၅မျိုးပြောပြပေးသွားတယ်အချိပန်ကကြတော့ဒီတိုရီနီတိုရီထားပေါ့နော်သူကကြတော့တဲ့အတိုင်းဆိုတဲ့ပုံစံနိဗ္ဗာန်ကြတော့နိရောတေပေါ့နော်အဲ့တော့သူမတူကွဲပြားမှုတွေကိုပြောတဲ့အခြေအနေပေါ့မှာပြောတဲ့ပုံစံပေါ့နော်ပထမနိရောတေအရှိရအခြေအနေပေါ်မှာမူတည်ပြီးတော့မတူတာတွေရှိရဲဆိုတာကိုပြောပြတယ်စမ်းပန်ကကြတော့တာဘီနီပေါ့နော်တာဘီနီဆိုတာကြတော့တဲ့အတိုင်းပေါ့နော်အချိန်တိုင်းကိုပြောချင်တာနောက်တစ်ခုကကြတော့ဘာဟိုတို့နာရာဟိုတို့လုံးရင်လုံးသက်လောက်ဆိုတဲ့ပုံစံအခုနံပါတ်5က sweet dandy ပေါ့နော်တလက်စာတဲ့လမ်းကြိုလုပ်တဲ့ပုံစံအဲ့တော့ရမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်ありがとうございました。お疲れ様でした。